ဆောင်ဦးဆောင်သည့်ရွာသားတချို့သည်တောနက်တနေရာ၌တစုံတစ်ယောက်ကိုပူပင်စိတ်ကြီးစွာဖြင့်လိုက်လံရှာဖွေနေကြလေသည်ဟုတ်ပါသည်ရဲကောင်ပျောက်ဆုံးသွားသည်မှာ2 ရက်ခန့်ရှိခဲ့လေသည်အမဲလိုက်ဝါသနာထုံလွန်းလာသောရဲကောင်တစ်ယောက်ရွာနောက်ဘက်မှရှိသောတောထဲသို့ဝင်ကမကြာခဏဆိုသလိုအမဲပစ်ထွက်လေရှိလေသည်တောထဲ၌တားကောင်ရှာဖွေရင်းနေတဝက်ခန့်အရောက်အလွန်မောပန်းလာသဖြင့်ကန်ကြီးတကန်ရဲဘေးမှထိုင်ကအတိတ်ယူလာသောထမင်းထုပ်ကိုဖြည့်ယူစားနေလေတော့သည်ရုတ်တရက်ဆိုသလိုကန်ကြီးရဲ့တစ်ဖက်ကန်းစီမှသမင်ကြီးတကောင်ရေတောက်နေသည်ကိုတွေ့ကထမင်းထုပ်ကိုအသာပေးချပြီးတနက်ကိုကောက်ကသမင်ကြီးရှိရာသို့ပြန်လေပြီး2 ချက်ဆက်ပစ်ခတ်လိုက်လေသည်တနက်ထိမှန်သွားတော်လဲထူးဆန်းစွာပင်သမင်ကြီးကလဲကြရာမှရုတ်တရက်ခုန်ထားကတောနက်ထဲသို့နှင်းမြန်စွာထွက်ပြေးသွားလေသည်ရဲကောင်တယောက်လည်းအလွန်မင်းအံ့ဩဒေါသထွက်ကသမင်ကြီးရဲ့နောက်သို့တရှိန်ထိုးပြေးလိုက်သွားလေတော့သည်အချိန်မီများလိုက်ခဲ့သည်မသိရဲကောင်တယောက်အသိဝင်လာချိန်မှာတော့နေလုံးကြီးကအနောက်ဘက်သို့ဝင်ကမှောင်ဆပြုနေလေသည်လမ်းပြောင်းနေပြီဖြစ်တော့ရဲကောင်တယောက်လည်းဘာမှစဉ်းစားမနေတော့ပဲတောထဲမှာပင်ဒီတညအိတ်ဆက်အနားယူမိဟုတွေးကတစ်ပင်ကြီးတစ်ပင်ကိုနှင်းမြန်စွာရှာ၍ထိုတစ်ပင်ပေါ်မှာပင်လေးစင်ဆောက်ပါလေတော့သည်တိတ်ဆိတ်သောညတကောင်အချိန်တွင်တောနက်ထဲ၌လူသားဆို၍သူတဦးပင်ရှိလေသည်ထိုစဉ်ရုတ်တရက်ရေတံတစ်ခုထွက်ပေါ်လာကရဲကောင်လည်းအလွန်ထိတ်လန့်သွားပြီးတစ်ပင်အောက်ဘက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့တကူလုံးကြက်တီးငွေးငင်းများထမှာသပင်များပင်ထောင်ထသွားလေတော့သည်တစ်ပင်အောက်၌ဖြူဖြော့သောမျက်နှာနှင့်ပိုးကြီးကအောက်သို့ဆင်းလာရန်သူ့အားလက်ရက်ခေါ်နေသောကြောင့်ပင်ဖြစ်လေသည်လည်းဘာမှစဉ်းစားမနေတော့ပဲတနက်ကိုယူကအဖိုးကြီးရှိရာကိုပြစ်ခတ်လိုက်တော့အခါရေလောင်သောရေမောတန်နှင့်အတူဖိုးကြီးကတဖြည်းဖြည်းကြီးမားလာပြီးနောက်ဆုံးမှာရဲကောင်တယောက်ထိုတောတွေကထွက်ကားအိမ်ကိုပြန်လာနိုင်အောင်မီလားဆိုတာကိုတော့ရဲကောင်ပမာလေ